စင်မောကမပြတ်သေးတဲ့မျိုးသမီးတို့ဦးစီကိုရုတ်တရက်ချမ်းသာတဲ့မျိုးသမီးတယောက်ရောက်လာပြီးကလေးကိုမွေးပေးဖို့အတွက်ဒေါ်လာ1 သန်းပေးပါတယ်နောက်မှသိရတာကတော့အဲ့ဒီကလေးရဲ့ဖခင်ဟာအဲ့ဒီချမ်းသာတဲ့အမျိုးသမီးရဲ့စစ်ဆက်ထားတဲ့သူဖြစ်နေပါတယ်ဆေးရုံကမူလကချမ်းသာတဲ့အမျိုးသမီးကိုတာတူထည့်သွင်းဖို့စီစဉ်ခဲ့ရမယ်လူမာပြီးဒီပြစ်ကင်းတဲ့အမျိုးသမီးကိုကိုဝင်ရသွားစေတာပါဒါပေမဲ့ဒီမျိုးသမီးကတော့ကလေးရဲ့ဖခင်ဟာသူ့ကုမ္ပဏီရဲ့သူထေးမှန်းမသိခဲ့ပါဘူးချမ်းသာတဲ့အမျိုးသားအိမ်ပြန်ရောက်တော့သူ့ရဲ့စစ်ဆက်သူကကိုဝင်ရှိနေပြီလို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီချမ်းသာတဲ့အမျိုးသားကမယုံတာကြောင့်စစ်ဆက်သူကိုကိုဝင်အနံစစ်ဆေးဖို့ခေါ်သွားပါတယ်ဒါနဲ့စစ်ဆက်သူအမျိုးသမီးကလည်းကိုဝင်မရှိတော့ဘူးတာတူထည့်သွင်းတဲ့ခွဲစိတ်မှုပြက်ကွက်သွားပြီလို့စကားကိုလင်းမြန်စွာပြောင်းပြောလိုက်ပါတယ်သို့တော်လည်းလက်ထောက်ရဲ့စုံစမ်းစစ်ဆေးမှုအရခွဲစိတ်မှုကပြက်ကွက်ခဲ့တာမဟုတ်ပဲဆရာဝန်ရဲ့အမားကြောင့်တခြားမျိုးသမီးတို့ကိုဝင်ရခဲ့တာကိုတွေ့ရှိရပါတယ်အဲ့ဒီကိုဝင်ရတဲ့မျိုးသမီးကလည်းသူ့ကုမ္ပဏီကဝန်ထမ်းတဦးဖြစ်နေပါတယ်အဲ့ဒီအခါကျမှချမ်းသာတဲ့အမျိုးသားကအဲ့ဒီအမျိုးသမီးကိုရှာတွေ့ပြီးအဲ့ဒီအမျိုးသမီးကလည်းသူထေးဟာကလေးရဲ့ဖခင်ဖြစ်မှန်းသိသွားပါတော့တယ်ဒါပေမဲ့ဖခင်ကကိုဝင်ဖြတ်ချစေခြင်းတဲ့အတွက်အမျိုးသမီးကသဘောတူလိုက်ရပါတယ်သူတို့နှစ်ဦးဆေးရုံကိုအတူတူသွားပြီးဆရာဝန်စစ်ဆေးကြည့်တဲ့အခါမှာတော့သူမဟာအမျိုးအကိုဝင်လည်းထားရမှန်းသိရပါတယ်ဒီအကြောင်းကိုသိလိုက်ရတော့ချမ်းသာတဲ့အမျိုးသားကသူ့စိတ်ကိုပြောင်းလဲလိုက်ပြီးကိုဝင်ဖြတ်ချမဲ့ခွဲစိတ်မှုကိုဆိုင်းငံ့လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးနောက်ချမ်းသာတဲ့အမျိုးသားကလက်မထက်မီသဘောတူစာချုပ်တစ်စောင်ထုတ်ပေးခဲ့ပါတယ်အကယ်၍ဒီမျိုးသမီးဟာသူ့အတွက်ကလေး2 ယောက်မွေးပေးမယ်ဆိုရင်ဒေါ်လာ100ရရှိလိမ့်မယ်လို့ဆိုပါတယ် ချစ်သူကလမ်းဘေးမှာ